ဘိုလီတို့ကပွဲကစားဖို့လူစင်းရွေးချယ်တဲ့ပုံမှာပါဝင်ရောက်ဆွတ်ဖက်နေတဲ့အကြောင်းမီဒီယာရှေ့မောက်ကိုဖွင့်ချတော့မဲ့မာရက်စ်ကပေးသမျှလုံးပဲမင်္ဂလာပါဘလူးလိုင်းခင်းကနေကြိုဆိုပါရယ်ချက်စီးသင်းဆိုတာပရီးမီယာလိမှာနီးပြအပြောင်းအလဲအမြန်ဆုံးနဲ့ဖီအားအများဆုံးအသင်းတစ်သင်းပါရလက်မကောင်းရင်နီးပြကိုထုတ်ပယ်ဖို့ဝင်မလေးတဲ့အသင်းရင်ချင်းမှုမှာလက်ရှိနီးပြအန်ဆိုမာရက်စ်ကတော့ငြိမ်ခံမနေတော့ဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်လာမဲ့ကာတေစီတီနဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲဟာတာမန်ပွဲကြိုသုံးသက်ချက်တွေထက်ပိုလွန်ပြီးတော့ချက်စီအသင်းရဲ့အတွင်းရေးပြဿနာတွေကိုကဘာတိအောင်ချပြမဲ့ဘုံခွဲပွဲတစ်ခုဖြစ်လာဖို့ရှိနေပါတယ်မာရက်စ်ရဲ့အဓိကနာကြီးချက်ကလူစင်းစီမံခန့်ခွဲမှုပါပရိသတ်တွေနဲ့မီဒီယာတွေကဘာလို့ဒီလူကိုထုတ်တာလဲဘာလို့ဟူလူကိုမထည့်တာလဲဆိုပြီးတော့နီးပြကိုဝေဖန်ကြပါတယ်ဒါပေမဲ့မာရက်စ်ဖွင့်ရလာတဲ့ချက်ကတုံးလုံးစရာပါပွဲထွက်ကစားသမားစင်းကိုပြောင်းလဲတာဟာသူ့ရဲ့ Nist ပိုင်းဆုံးဖြတ်ချက်စစ်မဟုတ်ဘဲအသင်းဘုတ်ဖွဲ့ရဲ့ Data Driving Project အချက်လက်အခြေပြုစီမံကိန်းရလှုပ်ဆောင်ရတာဖြစ်နေပါတယ်ဒဏ်ရာရမှာဆိုရင်လို့ဆိုတဲ့ခေါင်းစဉ်အောက်မှာအဓိကကစားသမားတွေကိုအနာပေးခိုင်းတဲ့အခါရက်လက်တွေရိမ့်ရိုင်သွားပါတယ်နီးပြတယောက်အနေနဲ့ကိုနိုင်ခြင်းတဲ့ပွဲမှာကိုလိုခြင်းတဲ့လူကိုသုံးခွင့်မရှိဘဲအထက်အမိန့်ရလူထုတ်ရတာဟာအင်မတန်ခါသီးပါတယ်နိုင်ရင်အသင်းကောင်းလို့ဖြစ်ပြီးတော့ရှုံးရင်နီးပြညံ့လို့ဆိုတဲ့ဆွဆွဲချက်ကိုသူတီးမခံနိုင်တော့တာကတဘာဝကြပါတယ်ချက်စီးတဲ့ခံစစ်ပြဿနာဟာရုတ်တရက်ဖြစ်လာတာမဟုတ်ပါဘူးမာရက်စ်ကိုယ်တိုင်ကနွေရသည့်ပြောင်းရွှေ့ကာလကတည်းကခံစစ်ကစားသမားလူချင်းချောင်းအကြိမ်ကြိမ်တင်ပြခဲ့တယ်လို့သိရပါတယ်ဘုတ်ဖွဲ့ကသူ့ရဲ့တောင်းဆိုမှုကိုလစ်လျူရှုခဲ့ပြီးသူတို့စိတ်ထဲကောင်းမယ်ထင်တဲ့ကစားသမားတွေကိုဝယ်ယူခဲ့ပုံရပါတယ်ဒါဟာငါပြောသားပဲဆိုတဲ့အခြေအနေကိုရောက်စေပါတယ်။လေဝိုင်းကိုဝဲလိုအဓိကခံစင်မှုမပါဝင်နိုင်ခြင်းမှာအသင်းရလက်ဆိုးဝါးတာဟာနီးပြညံပြင်းမှုထက်လူဝင်အားမလုံလောက်မှုကြောင့်ဖြစ်ပါတယ်။ဒါကိုထက်မတွက်ပဲနီးပြကိုလက်ညှိုးထိုးနေကြတာကမာရက်စ်အတွက်မတရားဘူးလို့ခန်းစားရစီပါတယ်။ဘယ်အသင်းမဆိုအဓိကကစားသမားတွေမရှိရင်ရုန်းကန်ရစမြဲပါ။ကိုပါမာဆိုတာကချက်စီးသင်းရဲ့နှလုံးသေးပုတ်ပါသူကကိုသွင်းနဲ့ဖန်တီးတယ်ဒီလိုကစားသမားမျိုးကဒဏ်ရာကြောင့်2လကျော်နားရတယ်ဆိုတာအသင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်ပါဘာမှမရှိလို့တိုက်စစ်အသက်မဲ့သွားတာကိုနီးပြကဘယ်လိုတက်နိုင်ပါမလဲကွင်းလေဖျား Moise Quincy တို့အနီးကပ်ကြောင့်3ပွဲပယ်ခံရခြင်းကလည်းကွင်းလေဟန်ချက်ကိုပြတ်စီပါတယ်ဒီလိုမျိုးမလွန်ဆန်နိုင်တဲ့အကြောင်းတရားတွေကိုထည့်မစင်စားပဲရလက်တစ်ခုတည်းကိုကြည့်ပြီးဝေဖန်နေကြတာကမာရက်စ်ကိုစိတ်ပြက်စီပါတယ်မာရက်စ်ရဲ့ပောက်ကွဲမှုကဘာကိုပြတ်နေတယ်လဲဆိုတော့ခေတ်သစ်ဘောလုံးလောကမှာနီးပြတွေဟာ short absorber ဒဏ်ခံကရိယာတွေဖြစ်လာနေတာပါပဲပန်ရှင်တွေနဲ့ဘုတ်ဖွဲကစီမံခန့်ခွဲမှုလဲတွေလုံမိန်မလိုတဲ့သူတွေကိုဝဲမိန်လိုတဲ့နေရာတွေကိုမဖြည့်ဘူးပြီးရင်ရလန့်မကောင်းတဲ့အခါနီးပြကိုထုတ်ပြီးတော့ပြဿနာကိုဖြေရှင်းတဲ့အောင်လုပ်ပြတတ်ကြပါတယ်မာရက်စ်ကဒီဆက်ကွင်းထဲကနေရုံထွက်လိုက်ဖို့ကြိုးစားလိုက်တာပါဒါငါပြစ်မဟုတ်ဘူးငါလှုပ်ချင်တယ်လို့လှုပ်ခွင့်မရဘူးဆိုတာကိုကာတီစီတီပွဲကြုံမှာဖွင့်ချခြင်းအပြင်သူဟာပြည်သက်တွေကိုအမှန်တရားတွေကိုလည်းသိစေခြင်းနဲ့ဘုတ်ဖွဲတွေကိုလည်းပြန်လည်ဖိအားပေးခြင်းနဲ့နောက်ပြီးတော့သူ့ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ခြင်းမို့လည်းရပါတယ်အချုပ်ဆရာရင်လာမယ့်ကာတေစီတီပွဲစဉ်တဲ့သတင်းစာရှင်းလင်းပွဲဟာချက်စီအသင်းအတွက်အချိုးကွေးတစ်ခုဖြစ်လာနိုင်ပါတယ်။မာရက်စ်အနေနဲ့ဒီစကားတွေကိုပြောလိုက်ရင်အသင်းကနေထုတ်ပယ်ခံရနိုင်တဲ့အနေရှိပါတယ်။ဒါပေမဲ့တရားခံအဖြစ်နဲ့ထုတ်ခံရတာထက်အမှန်တရားကိုပြောရဲသူပြထွက်ခွာရတာဒါမှမဟုတ်တိုက်ပွဲဝင်တာကပိုကောင်းတယ်လို့သူဆုံးဖြတ်လိုက်ပုံရပါတယ်။ချက်စီပိတ်သက်တွေအနေနဲ့လည်းရက်လက်ဆိုရီရဲ့တရားခံဟာကွင်းမေးကနီးပြတယောက်တည်းမဟုတ်ပဲ VIP နေရာကနေစီမံကိန်းဆိုတဲ့ခေါင်းစဉ်နဲ့ကြိုးဆွဲနေတဲ့သူတွေလည်းပါဝင်နေတယ်ဆိုတာကိုမာရက်စ်ရင်ဖွင့်တန်ကနေတဆင့်တတိပြုမိကြတော့မှဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။ညီကိုတို့ကရောဒီလောက်အထိဝင်ရောက်ဆွတ်ဖက်နေကြတဲ့ဘိုလီတို့ပေါ်မှာဘယ်လိုမြင်ကြပါလဲ။သူ့အမြင်ကိုယ့်အမြင်ဖလှယ်ပေးခဲ့ကြပါဦး။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။